ဘီယာမျိုးစားဘယ်နှမျိုးရှိလဲဘီယာမာတိကပါဝင်တဲ့ဘရန်လီပါရီစိတ်နဲ့ခြားသောပစ္စည်းများကိုပေါင်းပြီးကစောဖောက်ခြင်း fermentation လုပ်ပုံကွာခြားခြင်းကိုအကြောင်းပြုလို့ဘီယာကိုအဓိကအဖြစ်လာဂါနဲ့အဲလ်ဆိုပြီးတော့နှမျိုးခွဲခြားနိုင်ပါတယ်လာဂါဘီယာကိုတော့ yeast တစိမ့်ရောပြီးတဲ့နောက်အပူချိန်နှိပ်မှာချိန်ကြကြကစောဖောက်ရပါတယ်ကစောဖောက်တဲ့ချိန်ကြာလာတဲ့နေ့အမျှ yeast တွေဟာဖြည်းဖြည်းနဲ့အနေကျလာကြလို့ဘီယာရဲ့အယောင်ကိုကြည်လင်နေတဲ့အဝါဖြော်ရောင်ဖြစ်မြင်ရတာပါယေဘူးရအားဖြင့်လာဂါဘီယာရဲ့အရာသာဟာတောက်လိုက်ရင်အာဂရီရှင်နဲ့ခက်ရှာရှာအရာသာကိုပြေးဆွဲနိုင်ပါတယ်လာဂါဘီယာထဲမှာ American Lager, Pilsner, Tango, Bock ဆိုပြီးတော့ထပ်ခွဲထားပါသေးတယ်Ale beer ကိုတော့အပူချိန်မြင့်မှာအချိန်တူတူနဲ့ပဲကစောဖောက်ရပါတယ်ဒီဘီယာကိုကစောဖောက်ဖို့သုံးတဲ့တစီ yeast ကတော့တဖြည်းဖြည်းနဲ့ပေါ်တက်လာတဲ့လို့အယောင်နဲ့ပြီးခဏနောက်ဘီယာမျိုးဖြစ်လာပါတယ်ရတာအပြင်ပို့လို့အခါတက်ပြင်းပြီးပြည့်ဝတဲ့ရတာမျိုးကိုပေးဆွဲနိုင်ပါတယ်Ale beer မှာလည်း wheat beer, pale ale, porter နဲ့ stout ဆိုပြီးထက်စိန်မျိုးစားတွေရှိပါသေးတယ်။တင်ယုံဖေဘီယာမျိုးကိုတောက်ဖို့လည်းနဲ့ဘယ်ရတာကိုပို့ကြိုက်လဲဆိုတာ comment မှာပြောသွားကြအောင်နော်။အစားအသောက်နဲ့ပတ်သက်တဲ့ဗဟုသုတနဲ့အသုံးဝင်တဲ့နည်းလမ်းတွေအတွက် Food Classroom Page လေးကို like and follow လုပ်ထားကြအောင်နော်။